မင်္ဂလာပါဒီကွန်မန့်လေးဖတ်ပြီးတော့ဦးစင်းတော်တော်လေးစိတ်မကောင်းဖြစ်ရပါတယ်နော်ဘာလို့လဲဆိုတော့သူရေးထားတာကသူငယ်ငယ်ကတဲ့ပယောဂကုတဲ့ဆရာတော်တပားကဒကမာကြီးကိုဖုတ်ဝင်နေဆိုပြီးတော့ဒကမာကြီးတယောက်ကိုဖုတ်ဝင်နေဆိုပြီးတော့အရှင်လက်လက်အခေါင်းထဲကိုထည့်တယ်ဟိုကလည်းငိုယိုပြီးတော့တောင်းပန်ရှာတယ်မရအောင်မရတော့အော်ဆဲတယ်အော်ဟစ်တယ်ပေါ့ဗျာသိရတော့မှသူသိနေကြောက်တာပေါ့အဲ့ဒါမရဘူးအခေါင်းထဲကိုအတင်းပိတ်ပြီးတော့မှညီကြီးတွေနဲ့ပါလေပေါက်ပါမရှိအောင်လိုက်ပိတ်လိုက်တာပေါ့အဲ့လိုပိတ်ပြီးတော့တင်းချိုင်းကုန်းကိုယူသွားတယ်တဲ့တင်းချိုင်းကုန်းမြေမြုပ်ခံဒီမှာငကက်မေ့ကြံလို့ဆိုပြီးတော့ပြန်ဖွင့်ပြီးငကက်ဖြုတ်ယူတယ်တဲ့ပြီးတော့မြုပ်တက်လိုက်တယ်ပေါ့ဗျာသေသွားတယ်ပေါ့ရှင်လက်လက်မြုပ်လိုက်ဒါဟာလူတက်မှုပဲနော်ညှင်းဆဲတက်ဖြတ်မှုပဲဘလို့အကြောင်းရင်းနေပဲဖြစ်ဖြစ်မလို့သို့တော့တစ်ချိန်တုန်းကစေပညာတွေကအခုလိုမထွန်းကားသေးတဲ့အခါကျတော့စေပညာရက်တွေစိတ်ယောဂပညာရက်တွေမထွန်းကားသေးတဲ့အခါအနောက်နိုင်ငံတွေပါတော့အဲ့လိုပြဿနာရှိတဖြည်းဖြည်းနဲ့ခေတ်သစ်စေပညာတွေနော်နေရာရလာတဲ့အခါမှာအဲ့ဒီအယူအဆတွေကတဖြည်းဖြည်းနည်းနည်းဝါပြီးတော့သို့တော့အချို့သောဉာဏ်ရည်တိမ်တဲ့လူတွေရှိမှာအဲ့ဒီအယူဇွဲတွေဟာအနှဲငယ်ကြံနေကြသေးတယ်နော်နောက်လူအရောက်ပေါက်နေတဲ့အရက်ဒေတာအစုံအပြားဒေတာတွေမှာအဲ့ဒီအယူဇွဲတွေဟာရှိနေသေးတာပေါ့နော်အဲ့လိုရှိနေသေးတဲ့အလျောက်အဲ့ဒီအရာတွေကိုဥဆောင်ဥရွက်ပြုပြီးကုသပေးနေတဲ့ဆရာတွေဟာလည်းရှိနေသေးတာပဲနော်အဲ့တော့ဆရာတွေကလည်းသူတို့တက်ထားတဲ့ပညာတွေကဆရာစင်ဆက်လက်ဆင့်ကမ်းလာတဲ့အတွက်ဒါတွေကိုသူတို့ကလည်းပဲယုံကြည်တယ်လေသူတို့ကလည်းဒါပညာရက်တစ်ခုနဲ့ကိုသင်ထားတာပဲအဲ့တော့သူတို့ကမှားနေလားဆိုသူတို့ကိုလည်းဒါမှားတယ်လို့ပြောလို့မရအောင်သူတို့ကကြတော့ဆရာအစဉ်ဆက်ယူလာတဲ့သူတို့ရဲ့ပညာလို့ပဲသူတို့ကပြောမှာလေသို့တော့အဲ့ဒီဟာကတစ်ချိန်လုံးကအသိဉာဏ်မထွန်းကားသေးတဲ့ကာလစေပညာတွေမထွန်းကားသေးတဲ့ကာလတုန်းကဒီနည်းနဲ့ဖြည့်ရှင်းခဲ့ကြတာသို့တော့ဒီဘက်ခေတ်မှာကြတော့ဒါတွေဟာပြန်စဉ်းစားရမယ့်အနေအထားဖြစ်လာတယ်ဒါဆရာများဒါဒီပယောဂဆရာများကိုဦးသိန်းအနေနဲ့ကဒါဟိုပုတ်ကပ်ပြီးတော့ပြောလို့ခြင်းမဟုတ်ပါဘူးเนาะသူနီးသူဟန်နေနဲ့တော့လိုအပ်ချက်တွေကရှိနေသေးတာပါပဲเนาะအဲ့တော့ပြောချင်တာကပယောဂဆိုတဲ့ဒီပါဠိဟာအဓိပ္ပာယ်ကတော့အာထုတ်မှုပေါ့เนาะအာထုတ်မှုအကြောင်းရင်းနီးနာစသည်အဖြစ်အဲ့တော့ဥမာထားပါတော့ဦးဇင်းတို့ကပယောဂတံပတ္တိဆိုဘာပြောတာလဲမလူတယောက်ကเนาะသူကြိုးစားလိုက်တာအောင်မြင်သွားပြီကြိုးစားအာထုတ်မှုကောင်းမွန်တဲ့အတွက်ကြောင့်မင်းအောင်မြင်မှုရတာဒါဆိုရင်ပယောဂတံပတ္တိမင်းရဲ့အာထုတ်မှုနဲ့ပြည့်စုံတယ်ဟုတ်လားပယောဂတံပတ္တိဆိုပြည့်စုံပယောဂအာထုတ်မှုနဲ့ပြည့်စုံတဲ့အတွက်ကြောင့်မင်းအောင်မြင်မှုရတယ်အခွင့်အရေးရှိရတဲ့နဲ့နော်အာထုတ်မှုရော့နေတဲ့အတွက်ကြောင့်အောင်မြင်မှုရတဲ့လောက်မရဘူးဆိုလို့ရှိရင်မင်းဒါပယောဂဝိပတ္တိဒါကဗုဒ္ဓစာပေကပါဠိတော်ရဲ့ပယောဂအဓိပ္ပာယ်အဲ့တော့မြန်မာစေးချမ်းမှာကကြတော့ဒီပကံခေတ္တဘာတို့ကနေစပြီးတော့ဒီပယောဂအသုံးအနှုန်းတွေသုံးကြတော့မြန်မာစေးလောကမှာကြတော့ယောဂဆိုလို့ချင်းဘယ်ကနေဖြစ်လဲကံစိတ်ဥဒုအာဟာရဆိုတဲ့ဒီ၄ပါးအခြေခံပြီးမညီညွတ်ရင်ယောဂဖြစ်တယ်ပေါ့နော်ဒါပေမဲ့လို့အဲ့မှာဘာပါလာလဲဆိုတော့ပယောဂယောဂဆိုပြီးတော့ပါလာဒါကဘာလဲဆိုတော့ကံစိတ်ဥဒုအာဟာရကြောင့်မဟုတ်ဘဲနဲ့အခြားအပြင်ပအကြောင်းတစ်ကြောင်းကြောင့်ပြင်ပအားထုတ်မှုတစ်ခုခုကြောင့်ဖြစ်လာတဲ့ယောဂါကိုပယောဂယောဂါလို့ခေါ်တာပြင်ပကအားထုတ်မှုတစ်ခုကြောင့်ဖြစ်တဲ့ဟာကံစိတ်ဥဒုအာဟာရနဲ့မဆိုင်တော့ဘူးဒါဆိုတော့အဲ့ဒါကမြန်မာစီကျမ်းမှာကအဲ့လိုဒါပါလာတာပေါ့ဗျာအယူဆအနေနဲ့ပါလာတော့အဲ့ဒါတွေကိုတက်တက်ကုတဲ့အပိုင်းကြီးရှိလာတဲ့အခါကျအဲ့ဒီဟာကလည်းဒီမြန်မာပကံခေတ်ကြမှာပေါ်လာတဲ့အရာမဟုတ်ဘဲနဲ့အိန္ဒိယနိုင်ငံတို့ဟိုအနောက်နိုင်ငံဥရောပနိုင်ငံတွေမှာလည်းအဲ့ဒီကိစ္စတွေကရှိနေခဲ့တော့အဲ့ဒီကုထုံးတွေကလည်းစင်ငယ်နဲ့မြန်မာပြည်လက်ရောက်တာပဲပေါ့ဟိုနေ့ကပြောလို့ပေါ့ခေါင်းမှာအပေါက်ကလေးတော့ဖောက်ပါတယ်ဆိုနော်
ကောင်းပေါက်ဖောက်ပြီးတော့ဒီထဲမှာမကောင်းတဲ့နတ်မိတ်စာတွေဟိုမကောင်းတဲ့အကောင်တွေပါဒီကနေထွက်သွားအောင်ဆိုပြီးတော့လောက်တာတဲ့ဆိုတော့ထားပါတော့ဒါတွေဟာစိပညာနော်မထွန်းကားတဲ့ကာလတွေမှာသုံးခဲ့တဲ့မရှိသုံးပညာရက်တွေသို့တော့အဲ့ဒီအရာတွေကသူ့နေရာနဲ့သူ့အချိန်ကာလနဲ့သူတော့တကယ်အသုံးတဲ့ခဲ့တယ်ဒါကြောင့်အဲ့ဒီပညာရက်တွေကိုအစဉ်ဆက်ဆရာစင်ဆက်သင်ယူလာခဲ့တဲ့ဆရာတွေကလည်းသူတို့ဒီပညာတွေကိုတန်ဖိုးထားတယ်အစဉ်ဆက်လည်းလူတွေကိုလည်းထိုက်တက်လောက်ကူညီခဲ့တယ်ဟိုကျမ်းမာရေးတွေကောင်းသွားတဲ့လူတွေလည်းရှိနေတယ်ဆိုတော့ကယနေ့ခေတ်ဆရာတွေကိုလည်းအပြစ်ကတော့ပြောလို့မရဘူးဘာလို့လဲဆိုတော့ဒီကိစ္စတွေနည်းနည်းရှုပ်ထွေးတယ်လေးနက်တယ်နော်စိတ်ပညာအခုကတော့စိတ်ယောဂအထုကုပိုင်းဆိုင်ရာတွေကလည်းရှိလာကြပြီမြန်မာနိုင်ငံမှာတော့ရှိတယ်လေအဲ့တော့လူတယောက်ကိုဟာမင်းကိုပြုတ်စားလိုက်ပြီးမင်းကိုပြုတ်စားခံရရတယ်လို့ပြောလိုက်ပြီအဲ့ဒီလူဟာတာမန်ယောဂကနေသူ့ရဲ့စိတ်ထဲမှာငါ့ကိုလူပြုတ်စားထားပြီးငါကတော့တရားတော့မှာပဲစသည်အဖြစ်အဲ့ပြုတ်စားမှုကြောက်တာအဲ့ကြောက်သွားတဲ့အတွက်ကြောင့်ပဲအဲ့ဒီလူဟာအဲ့ဒီကြောက်စိတ်အဲ့ဒီစိတ်ထဲမှာအမှန်တကယ်တော့စိတ်ယောဂကဝင်သွားပြီအဲ့တော့မှစိတ်ယောဂကဝင်တာကြောက်စိတ်ပေါ့နော်ဝင်သွားတဲ့အခါမှာအဲ့ဒီသူ့စိတ်မှာအဲ့လိုကြောက်သွားတာနဲ့တပြိုင်တည်းသူကခန္ဓာကိုယ်ကလူတွေမမြင်နိုင်တဲ့ခန္ဓာကိုယ်နဲ့ဒီစိတ်နဲ့ဆက်ဆက်နေတဲ့အယံကိုအံ့ဩဖွယ်ကောင်းတဲ့ထူးခြားဖြစ်စဉ်တွေရှိတယ်နော်ဘာလို့လဲဆိုတော့အဲ့လိုမျိုးမင်းပညာနဲ့အလောက်ခံလိုက်ရပြီဆိုတာနဲ့သိသွားတာပြီအဲ့လူကသူ့ကိုယ်သူတန်တရားရှိလာတဲ့ပြီးတော့သူကိုယ်တိုင်ဖန်တီးလိုက်တဲ့အရာတွေသူခန္ဓာကိုယ်ကထွက်လာတဲ့တချို့သောဟော်မုန်းတွေကအံ့ဩစရာကောင်းတယ်အဲ့လိုမျိုးအန်ကျင်လာမယ်အသက်ရှူမဝဘူးအန်ကျင်လာတာမျိုးတွေနော်ဟိုခွန်အားတွေတခါတည်းရော့ကျသွားတာမျိုးတွေနော်အဲ့လိုတွေမအီမသားတွေဖြစ်လာတော့တာပေါ့ဗျာမအီမသားတွေဖြစ်လာတဲ့ခါကျတော့အဲ့လိုဖြစ်လာတဲ့အဓိကအကြောင်းရင်းကအဲ့မှာသွားဘယ်ဆရာနဲ့မှသွားပြီးတော့ပြရင်လူကအကောင်းကြီးပဲဒါပေမဲ့စိတ်မှာမင်းပြူစားခံရတယ်ဆိုတဲ့စကလုံးတစ်လုံးကြောက်အဲ့တခွန်းအဲ့တစ်လုံးကြောက်ကိုပဲသူ့ခန္ဓာကိုယ်တွေကဟော်မုန်းတချို့ဟာကြောက်စိတ်ကြောက်ထွက်လာပြီးတော့သူ့ကိုအဲ့ပြဿနာတွေပြီးတော့အဲ့မှာသူကိုယ့်ရုပ်ကာယတွေဖြစ်နေပြောကျင်တယ်လို့တွေပြောလာမိတယ်အော်ကျင်တယ်အော်လာမိတယ်အန်ကျင်တာတွေတက်ရှူမဝတဲ့အခါကျတော့ကိုယ့်ရုပ်ကာယတွေဖြစ်လာနှလုံးသွင်းစစ်လိုက်တော့လေကောင်းတယ်ကုန်ကောင်းတယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့အဲ့ဒါကို nocebo effect လို့ခေါ်တယ်သူကအဲ့ဒီဟော်မုန်းထွက်လာတဲ့အကျိုးဆက်တွေပေါ့နော်စိတ်ကကြောက်စိတ်ကြောက်ဖြစ်လာတဲ့သူ့ဘာသူဖန်တီးပြီးသူ့ဘာသူကိုခန္ဓာကိုယ်တွေကကိုသူ့ဘာသူထွက်လာတာသူ့စိတ်ကြောက်ထွက်လာရတဲ့ဟော်မုန်းနော်အဲ့လိုတွေရှိတယ်ဗျအဲ့တော့အဲ့ဒီဟာကိုကဒီတူဝါတွေတော့ကုလို့မရဘူးရိုးဒီဆရာအောင်တွေတော့ကုလို့မရတော့ဘူးအဲ့ဒါကြတော့အဲ့ဒါဆိုဘယ်သူကုလို့ရလဲစိတ်ယောဂဆရာအောင်ပေါ့နော်စိတ်ယောဂဆရာအောင်နဲ့စိတ်ယောဂအထုကုဆရာအောင်တွေအဲ့ဒီလိုမျိုးဆရာအောင်တွေရှိကိုသွားပြီးတော့သိပ္ပံနိကြစိတ်ယောဂဆရာအောင်တွေပေါ့နော်အဲ့သူတို့ရှိမှသွားပြီးတော့ကုအချိန်ပေးပြီးကုလိုက်ရင်ဒါပြန်ကောင်းသွားမှာပေါ့ဒါတစ်ပိုင်းနောက်တစ်ခါပယောဂဆရာနဲ့ဟောဆိုပယောဂဆရာနဲ့လည်းပြောင်းနိုင်တယ်အဲ့ယောဂနော်ပယောဂဆရာဒီလည်းပဲတနည်းအားဖြင့်ဒါဟိုသိပ္ပံနိကြပယောဂဆရာမဟုတ်ဘဲနဲ့ဒါကဟိုရှင်းနီးပယောဂဆရာပေါ့ဒီလိုပြောရမှာပေါ့နော်ရှင်းနီးပယောဂဆရာလည်းသူနိသူဟန်နဲ့ကုလိုက်တဲ့အခါမှာဘလို့ပဲဖြစ်အဲ့ဒါနောက်ဆုံးတော့အဲ့ဒီဟော်မုန်းကစက်မထွက်တော့ဘူးသူ့ရဲ့ကြောက်စိတ်ကပြေသွားတယ်ဆိုရင်အဲ့ယောဂပျောက်သွားဒါဆိုရင်ပြီးသွားပြီအဲ့ဒါစိတ်ကြောက်ဖြစ်တဲ့ယောဂတွေရှိတယ်လို့ပြောချင်တာတခါတလေအဲ့ဒီယောဂတွေဘယ်လောက်ထိအောင်ထူးဆန်းလဲဆိုရင်မတွေ့ဘူးမမြင်ဘူးတဲ့အရာတွေကို तू ကမြင်နေတွေ့နေရတာအဲ့ဒါစိတ်ယောဂခေတ်သစ်စိတ်ယောဂမှာအဲ့ဒါတွေကရှာဖွေဖော်ထုတ်ထားပြီးသားဖြစ်တယ်နော်ပြီးတော့ဒီတိုင်းနေရင်းနဲ့ကိုအတန်နေကြားနေရတာဘသူတွေကိုလက်စကားတွေလာပြောနေတာအဲ့ဒါတွေကိုလည်းခေတ်သစ်စိတ်ယောဂကကုနိုင်နေပြီကုသပေးလို့ရနေပြီနော်အဲ့လိုမျိုးတွေဒီဟာတွေကိုပဲဦးဇင်းတို့ဒီခေဟောင်းပေါ့ခေဟောင်းပယောဂဆရာတွေရှိမှသွားပြရင်တော့ဒါကပြူစားထားတာဘာညာစသည်အဖြစ်ပေါ့လေသူတို့ဒီလိုပြောမှာပဲနော်ဒါကသူတို့ရဲ့အတတ်ပညာနဲ့သူတို့ရှေးကဟိုတက်လာခဲ့တဲ့ခေဟောင်းအတတ်ပညာနဲ့သူတို့ပြောမှာသို့တော့သူတို့ကူလိုက်ရင်ရောမပြောင်းနိုင်ဘူးလားဆိုတော့ဟိုစိတ်ပိုင်းဆိုင်ရာခုနဟော်မုန်းတွေကနေဖြစ်လာတဲ့အရာတွေဆိုရင်တော့ဒါပျောက်ကောင်းနဲ့ပျောက်သွားနိုင်တာပေါ့လေသူစိတ်အပြောင်းလဲကြောင့်ဖြစ်တဲ့ဟာဆိုတဲ့အခါကျတော့ဒီ
ဒီစိတ်ကိုပြန်လဲပြီးတော့ကုစားပေးနိုင်တယ်ဆိုရင်တော့ပျောက်ကောင်းလဲပျောက်သွားနိုင်တာပဲ